အခုလက်ရှိလည်း power ဖွင့်လာတယ်ဒါပေမဲ့မှန်ရုပ်တော့မလာဘူးဒါကတော့ကျွန်တော်ပထမရောင်းခဲ့တဲ့ဖုန်းဒါကတော့အခုပြန်လဲပေးတဲ့ဖုန်းပေါ့နော်အဲ့တော့ model 2ပဲဒီနေ့ကျွန်တော်တို့ဆိုင်မှာအဖြစ်ပြက်လေးတစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာအဖြစ်ပြက်လေးလဲဆိုတော့ဟိုပြောရရင်နည်းနည်းလေးထူးဆန်းနေဗျာဟိုကျွန်တော်ရောင်းခဲ့သမျှ16 series ပေါ့နော်တစ်ခါမှဒီလိုမျိုးမဖြစ်ဘူး first time ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့3ရက်လောက်က16 Pro Max တစ်လုံး customer ကိုရောင်းခဲ့တယ်ပေါ့နော်အခုလိုမျိုး original boost ပစ္စည်းအစုံပဲရောင်းခဲ့တယ်ကျွန်တော်ပေါ်38သိန်းနဲ့ရောင်းခဲ့တယ်ပေါ့နော် battery လည်း90ကျော်အလုံးလည်း solid တက်နေပေါ့နော်ဆိုတော့လုံးဝအလုံးအတွက်ကဗျာကျွန်တော် 100% ကျွန်တော်တို့အာမခံတယ်အော်စီစစ်စစ်ဖြစ်တယ်လုံးဝဆက်မဖွင့်တာဘူးလုံးဝပြုပြင်နိုင်ခြင်းမရှိဘူးအဲ့လိုအလုံးမျိုးကျွန်တော်ရောင်းခဲ့တယ် warranty တောင်မှနည်းနည်းကျအောင်ပဲလာပိုင်းတော့ဆိုတော့ထားပါတော့အဓိကပြောချင်တာကအဲ့ဒီဖုန်းကကျွန်တော်ရောင်းပြီးတော့တရက်ပဲရှိသေးတယ် customer ရဲ့လက်ထဲမှာမှန်ကရုံးမလာတော့ပြောရရင်ဒီလို black screen ဖြစ်သွားတာ black screen ဖြစ်ပြီးတော့ဖုန်းက power off နေတာတော့မဟုတ်ဘူးဖုန်းခေါ်လို့ရှိရင်ဖုန်းဝင်တယ်အတန်ကြားရတယ် screen မတက်လာဘူးဆိုတော့ဒီပြည်ဒီ customer ကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်လည်းတစ်ခါမှမဖြစ်ဘူး16 series မှာအဲ့တော့ဟိုဘာပြောမှမသိဘူးပေါ့နော်ကျွန်တော် service ကိုမေးကြည့်တော့ service ကလည်းပြီးကြတဲ့အဖြေတော့မပေးနိုင်အောင်ကျွန်တော်တို့ဒါစမ်းကြည့်မှပဲသိမှာ firmware ပြန်ရေးကြည့်ရမယ်စသဖြင့်ပေါ့ဗျာဆိုတော့နည်းနည်းတော့ထူးဆန်းနေဗျာဒီလုံးကဖြစ်သွားတဲ့ပုံစံဟိုလုံးဝ power ပိတ်သွားတာလည်းမဟုတ်ဘူး power တည်သွားတာလည်းမဟုတ်ဘူးမှန်ရုံးမလာတော့တာပေါ့နော်အဲ့တော့မှန်အတန်တော့ကြားနေရတယ်ဖုန်းလာရင်ဖုန်းခေါ်ရင်လည်းဖုန်းလာနေတယ်ဒါပေမဲ့ဖုန်းကိုကျွန်တော် screen ကိုမမြင်ရတဲ့ဖုန်းလည်းကန်လို့မရဘူးလေဆိုတော့ဒီ customer ကျွန်တော်ရှိကဝယ်ထားတာဆိုလို့ရှိရင် iPhone 10နဲ့ကသူဝယ်တာဗျာ iPhone 10နဲ့ကနေပြီးတော့ကျွန်တော်ရှိမှသူအားပေးလာတာဒီ customer အကိုနဲ့မနဲ့2ယောက်ပေါ့နော်အဲ့တော့သူတို့တွေများ2ယောက်ကျွန်တော်ရှိမှအမြဲတမ်းဝယ်နေကြ customer တွေဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ရှိမှလည်းအခုလက်ရှိ16 Pro Max တစ်လုံးလဲပါကင်ဖောက်တာတယ်ဒါကသူ16 Pro Max ထပ်ပြီးတော့ဝယ်တာပေါ့နော်ဆိုတော့အဲ့လို customer ဖြစ်တဲ့အတွက်ဒါကျွန်တော်ကလည်းဟို customer ရဲ့ fault လို့လည်းပြောလို့မရ customer တော်တော်ကြီးကျွန်တော်ယုံကြည်ရတဲ့လူတယောက်ဖြစ်နေပုံမှန်ဆိုတော့ကျွန်တော်မှန်မှန်အောင် error warranty လုံးဝမပေးဘူးပေါ့နော်မှန်မှန်အောင်ကျွန်တော် warranty လုံးဝမပေးဘူးစက်ပိုင်းဆိုင်ရာ warranty ကျွန်တော်တလားတိတိပေးတာတယ်ဒါပေမဲ့ဒီဖုန်းကတော့ကျွန်တော်ရှီယာဝယ်သွားတာ38သိန်းအထိပေးပြီးသူတို့ဝယ်သွားတယ်နောက်ပြီးတော့ဝယ်သွားတာလည်းတရက်ပဲရှိသေးတယ်ဗျာဆိုတော့ဒီကတော့ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုတော့ customer ဘက်ကနေပြီးတော့ကျွန်တော်တို့ပြန်ရှင်းသားပြီးပြင်မယ်ဆိုလို့ရှိရင်တော်တော်ကြီး customer ဘက်ကနင့်နာမှုဆုံးရှုံးမှုတစ်ခုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဖုန်းကိုကျွန်တော်ဒီနေ့ 100% အပြည့်အဝကျွန်တော်တာဝန်ယူပေးပါမယ်အဲ့တော့ကျွန်တော် customer နဲ့လည်းကျွန်တော်ပြီးသွားလို့ရှိရင်ဗီဒီယိုလေးကျွန်တော်တင်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဖုန်းကို 100% ကျွန်တော်တာဝန်ယူပေးမယ် customer လည်းပြောလိုက်တယ်ကျွန်တော်တို့ဘက်ကနေပြီးတော့အလုံးအသစ်တစ်လုံးပြန်ပြီးတော့ချင်းပေးမယ်ပေါ့နော်ပြန်ပြင်ပေးတာမျိုးကျွန်တော်တို့မလုပ်ပေးဘူးအလုံးအသစ်တစ်လုံးကျွန်တော်ပြန်ပြီးတော့ချင်းပေးမယ်လို့ပြောတယ် customer လည်း AC ပဲငကိုတွေကလည်းကျွန်တော်တို့ရဲ့ဆိုင်ပေါ်မှာ trust တစ်ခုရှိပြီးသား customer ဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဘက်ကနေပြီးတော့ပေးတဲ့ပစ္စည်းပေါ်မှာလည်းတို့ကယုံကြည်မှုအပြည့်အဝရှိပြီးသားဗျာအဲ့တော့ကျွန်တော်တို့ဘက်ကပြန်ပေးမဲ့ service ကိုလည်းတို့လက်ခံတယ်သဘောလည်းကြတယ်ဆိုတော့ကျွန်တော်အလုံးသစ်တစ်လုံးထပ်ပြီးတော့ချင်းပေးမှာပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ဆိုင်မှာပေးနေတဲ့ warranty service တွေကကျွန်တော်တို့ဒီအပြောသက်မဟုတ်ဘူးเนาะဟိုဒါဆိုလို့ရှိရင်ဒါမှန်မှန်းဗျာကျွန်တော်တို့တာဝန်မယူရင်တော့မှဟိုပြောမှဆိုလို့ရှိရင်ဘောင်းအပြင်ကပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့တာဝန်မယူပေးဘူးဆိုလို့ရှိရင်တော့မှကျွန်တော်တို့အဖြစ်မဟုတ်ဘူးเนาะဘာလို့ဆိုမှန်မှန်းဖြစ်သွားတဲ့ပုံမှာ customer ရဲ့လက်ထဲမှာတရက်ဖြစ်သွားပြီပေါ့เนาะဆိုတော့ကျွန်တော်တို့တာဝန်မယူဘဲနေလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပြင်စစ်ကြည့်တော့ user fault လည်းလုံးဝမရှိဘူးအလုံးဝ damage ဘာညာဘာမှမရှိဘူးပြောပြတာလေအဲ့တော့ကျွန်တော်တို့ 100% တာဝန်ယူပေးမယ်ဒီလိုအလုံးမျိုးကလည်းအလုံး100မှာတစ်လုံးတော့ဖြစ်တာပေါ့နော်ဆက်ပြီးသေးအဲ့တော့ပြောချင်တာမေးဂျီရိုကင်ထားတဲ့ဖုန်းတွေမှာတစ်ခါကြလို့ရှိရင် error တက်ပါတယ် second ဖုန်းတွေဖြစ်တဲ့ပုံမှာ error နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ warranty အပြည့်အဝပေးထားတယ်စက်ပိုင်းဆိုင်ရာကိုကျွန်တော်တို့တလားတိတိပေးထားတယ်မှန်မှန်တော့တစ်ခါလေးစစ်ယူပေးရတယ်ဒါပေမဲ့ဒီလိုဖြစ်စဉ်မျိုးကတော့100မှာ1ယောက်လို့ပြောလို့ရတယ်ထူးခြားတဲ့ဖြစ်စဉ်တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီဖုန်းကိုအပြည့်အဝကျွန်တော်တာဝန်ယူပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့ဒီဗီဒီယိုလေးတင်ပေးရတဲ့အကြောင်းရင်းကကျွန်တော်တို့ဆိုင်ကနေပေးနေတဲ့ service ကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဆိုင်မှာအခုလိုမျိုးဖုန်းနဲ့ပတ်သက်ပြီးတော့ service တွေကိုအပြည့်အဝအာမခံအပြည့်အဝနဲ့ကျွန်တော်တို့တောင်းယူပြီးတော့ရောင်းချပေးနေတာဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဆိုင်မှာလာပြီးတော့လေးလာခြင်းနဲ့ဝယ်ယူခြင်းနဲ့အားပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဆိုင်မှာ168ပုံစည်းတန်းလမ်းအောက်ဘလောက်တင်ကြီးသေးကားမှတ်တန်ဒီမှာကျွန်တော်ဖွင့်နေထားပါတယ်ဖုန်းနံပါတ်တွေကတော့399586 ပဲဖြစ်ပါတယ်အဲ့တော့ဒီဖုန်းလေးကတော့ကျွန်တော်စစ်ဆေးပြီးသွားတဲ့အခါမှာကျွန်တော်ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ဗီဒီယိုလေးလည်းကျွန်တော်ပြန်တင်ပေးပါမယ်ကျွန်တော်ဒီနေ့ service ကိုပို့မှာပေါ့နော်ဒီဖုန်းလေးကိုအဲ့တော့ service ကိုပို့ပြီးတော့ကျွန်တော်တို့ပထမဆုံးလုပ်ကြည့်မဲ့အရာကတော့ကျွန်တော်တို့ firmware ပြင်ရေးကြည့်မှာဗျဆိုတော့အဲ့ဒီဟာလေးကတကယ်လို့ firmware ရေးကြည့်လို့ပြန်ကောင်းသွားတယ်ဆိုရင်တော့ဒါ software error လို့ပြောလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ပြန်တင်ပေးပါမယ်ဘာကြောင့်ဖြစ်တယ်ဆိုတော့
တော့ကိုဖြစ်သွားတဲ့ပုံစံလေးတစ်ချက်တော့ပြောပြပါဦးခင်ဗျဟို သွားတဲ့ပုံစံ ဝယ်ပြီးတော့ဗျာကိုသုံးနေနေဘယ်လိုပုံစံမျိုးလေးပေါ့လေနော်အဲ့ဒါကင်မရာလေးကိုချက်ကြည့်ပါ ပါဝါပိတ်တာပိတ်တော့ပြန်သုံးမယ်ဆိုတော့သုံးမရတော့အတင်းကြိုးတွေပိုင်းနဲ့လည်းထိုးကြည့်ပြီးမရဘူး။ညနေဒီကိုပြန်တိုင်းတော့ကိုကဖုန်းလိုက်ယူပြီးတော့လုပ်ပေးရပုံတော့လုပ်ပေးရအခါမှာလည်းပြန်ကောင်းသွားတယ်ပြန်ကောင်းသွားပြီးတော့လည်းတနေ့ကုန်3နေရာကောင်းမနေ့ကတော့ပါဝါမလာတော့ပြန်အဲ့နဲ့ထပ်ပြီးတော့ပုံတယ် သူကပါဝါမလာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့မှန်ရုပ်ပဲပျောက်သွားဖုန်းလိုင်းတော့အတန်တော့ကြားနေရနော် ဖုန်းလိုက်တော့ပြောက်သွားတာဘာမှ ဖုန်းလိုင်းသူက flash light လည်းထားတော့ကက်ဆာမှာ flash light ကလင်းနေတယ်ဖုန်းလာလို့ရှိရင်အဲ့တော့ဒီဖုန်းလေးပေါ့နော်ဒါဒီဟာအခုလက်ရှိလည်း power ဖွင့်လာတယ်ဒါပေမဲ့မှန်ရုပ်တော့မလာဘူးဒါကတော့ကျွန်တော်ပထမရောင်းခဲ့တဲ့ဖုန်းဒါကတော့အခုပြန်လဲပေးတဲ့ဖုန်းပေါ့နော်အဲ့တော့ model 2ပဲအယောင်ကအစကျွန်တော်တူတယ်အဲ့တော့အဲ့ဒီလိုမျိုးကျွန်တော်ပြန်ပြီးတော့တစ်လုံးပြန်ချိန်ပေးတယ်ပေါ့နော်ဆိုတော့ဒီ service နဲ့ပတ်သက်ပြီးတော့အခုဒီစိတ်ကျဉ်တဲ့မှုရှိတာဘယ်လို feeling လေးရှိတယ်ပေါ့ကျွန်တော်တို့ဆိုင်ရဲ့ပုံမှာပေါ့နော်တခြား customer တွေလည်းဒီ video လေးကိုကြည့်မှာဆိုတော့လေ ဖဲနဲ့ပတ်သက်တော့ပုံနဲ့လည်းလာလေကြာနေပြီနော်ဟုတ်ဒီပုံနဲ့ပတ်သက်တော့စိတ်ချတယ်ဗျာဟုတ်ကဲ့ပါဖုန်းဝယ်မယ်ဆိုလည်းကိုယ်စီမှာပဲဝယ်တာဟုတ်အခုလည်းပါပြောကိုယ်ဘက်ကတောင်းယူမှုဖြည့်ရှိတယ်ဟုတ်ဒီတက်ကောင်းတဲ့အခြား promotion တူတာအောင်မှာပဲဟုတ်ကိုကောင်းတဲ့ဒီရက်လေးပူများတယ်လို့ဟုတ်တယ်ကောင်းဘုံချိန်ပြီးရဆိုတော့ဟုတ်ကဲ့ကျင်းနေမှုရှိပါတယ်ဟုတ်ကဲ့ပါဟုတ်နောက်လာဝယ်မဲ့ customer ရောအခုဘယ်လိုလေး recommend ပေးခြင်းလဲဗျာသိပြီးပါတယ်ဟိုအဲ့ဒါနဲ့ပတ်သက်လို့ရှိရင်ကိုယ်စီမှာဒါပြီးတော့ဖိတ်ခေါ်ပါလေကျေးဇူးတင်ပါတယ်